ဒီဇလန်လေးကတော့ရွှေရောင်မြုပ်ဝန်းပိုင်ရှင်တကုံးတနည်းဆိုတဲ့နာမည်ကြီးတရုတ်ဇလန်တွေကိုအခြေခံထားတဲ့စိတ်လှုပ်ရှားစရာကောင်းတဲ့ recap လေးပဲဖြစ်ပါတယ်ရွှေရောင်မြုပ်ဝန်းရဲ့အစွမ်းနဲ့ကြောက်စိမ့်လောကကမြေနိမ့်ပိုင်းကောင်လေးဇလန်အစမှာကျန်းရွေးဆိုတဲ့ကောင်လေးဟာရှေးဟောင်းပစ္စည်းဆိုင်လေးတစ်ခုမှာအလုပ်လုပ်ရင်းတပြတ်တိုက်ခံရကနေမျက်လုံးမှာဒဏ်ရာရသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီဒဏ်ရာကနေတဆင့်သူ့ရဲ့မျက်လုံးတွေဟာထူးခြားတဲ့ရွှေရောင်မြုပ်ဝန်းအစွမ်းကိုရရှိသွားခဲ့ပါတယ်သူဟာအရာဝတ္ထုတွေကိုဖောက်ထွင်းမြင်နိုင်တယ်လို့ရှေးဟောင်းပစ္စည်းတွေရဲ့တမိုင်းကြောင်းကိုပါမြင်နိုင်စွမ်းရှိသွားတာပါတနေ့မှာကျန်းရွေးဟာကြောက်စိမ့်ဈေးကွက်ကိုရောက်သွားခဲ့ပါတယ်သူ့လက်ထဲမှာဒေါ်လာ3000ပဲရှိပေမဲ့ရွှေရောင်မြုပ်ဝန်းနဲ့ကြီးလိုက်တဲ့အခါကြောက်တုံးကြီးတစ်ခုထဲမှာအဖိုးတန်များကြောက်မျက်မှောက်ရှိနေတာကိုမြင်လိုက်ရတယ်သူကဒီတိုင်းရှုံးမပေးပဲဒေါ်လာ4 သန်းအထိလိုက်អော်ပြီးဈေးမြင့်လိုက်ပါတယ်အဲ့ဒီမာတင်ချမ်းသာတဲ့တထေးသားကသူ့ကိုလာနှိမ်ပါတယ်မင်းမှာပတ်စံရှိလို့လားဟိုဘေးကလမ်းဘေးဆိုင်မှာပဲတွားကောက်ပါလားဆိုပြီးလှောင်ပြောင်ပြီးဈေးကို9 သန်းအထိမြင့်လိုက်တယ်ကျန်းရွေးကလည်းမလျှော့ပဲ10 သန်းအထိထပ်မြင့်လိုက်တဲ့အခါတထေးသားကဂုံတိတ်ခါရ9 သန်းနဲ့အပိုင်ဝယ်လိုက်ပါတော့တယ်တကယ်တော့ဒါဟာကျန်းရွေးခင်းထားတဲ့အကွက်ပါအဲ့ဒီကြောက်တုံးထဲမှာကြောက်စိမ့်ကတလက်မလောက်ပဲရှိတာကိုသူကြုံမြင်နေလို့ပါကျန်းရွေးဟာသူ့မှာရှိတဲ့ဒေါ်လာ3000ထဲနဲ့အမိုက်ပုံနာကကြောက်တုံးအစုပ်လေးတစ်တုံးကိုဝယ်လိုက်ပါတယ်လူတိုင်းကရေကြပေမဲ့ကျန်းရွေးကတော့ယုံကြည်ချက်အပြည့်ပဲပထမတစ်ချက်ခွဲဘာမှမထွက်ဘူးတထေးသားကလှောင်ပြန်ပြီးဒုတိယတစ်ချက်ခွဲကြောက်စိမ့်ရောင်လေးတန်းလာပြီးယွမ်တသိန်းတန်သွားတယ်တတိယတစ်ချက်ခွဲအားလုံးကဆက်မဖြတ်ဖို့တားပေမဲ့ကျန်းရွေးကဆွတ်ဖြတ်ခိုင်းလိုက်တဲ့အခါice jelly ဆိုတဲ့အဖိုးတန်အမျိုးအစားထွက်လာပြီးဈေးဟာ18 သန်းအထိထိုးတက်သွားပါတော့တယ်တစ်ဖက်မှာတော့9 သန်းပေးဝယ်ထားတဲ့တထေးသားရဲ့ကြောက်တုံးကြီးကိုခွဲလိုက်တဲ့အခါအစပိုင်းမှာအယောင်ထွက်ပေမဲ့နောက်ဆုံးမှာတော့ဘာမှမရှိတော့ပဲလမ်းကင်းကြောက်ဖြစ်သွားပြီးပတ်စံ9 သန်းလုံးဆုံးရှုံးသွားရပါတော့တယ်ကျန်းရွေးရဲ့ပါနဲ့တဲ့အကွက်ထဲမှာတထေးသားခွက်လန်အောင်ရှုံးသွားတာပေါ့ကျန်းရွေးရဲ့တငယ်ချင်းကဒေါ်လာ6000နဲ့ရှေးဟောင်းပလင်းတစ်လုံးဝယ်လာပြီးကြွားပါတယ်ဒါပေမဲ့ကျန်းရွေးကမျက်မှောင်ကျုပ်ပြီးကြည့်လိုက်တော့ဒါဟာလွန်ခဲ့တဲ့တစ်လကမှစက်ယုံကထွက်တဲ့အတူဖြစ်နေတာပါသူတို့နှစ်ယောက်ဈေးကွက်ထဲလှည့်လည်ရင်းဆိုင်ရှင်တစ်ယောက်ကင်ထားတဲ့မဲတူးနေတဲ့ဘူးတီ6လေးကိုကျန်းရွေးတတိထားမိသွားတယ်ရွှေရောင်မြက်ဝန်းနဲ့ကြည့်လိုက်တော့ဒါဟာတာမန်ဘူးတီမဟုတ်ပဲနန်းတွင်3 ဆန်းလောကဖြစ်နေတာကိုမြင်လိုက်ရတယ်သူကဒေါ်လာ600နဲ့အမြန်ဝယ်လိုက်တယ်သူထေးသားကဒါကိုမြင်တော့1000နဲ့လာလူတယ်အဲ့ဒီအချိန်မှာရှေးဟောင်းပညာရှင်ကြီးအန်ကုတ်ထဲရောက်လာပြီးဒါဟာအထဲမှာအနီရောင်ရှိတဲ့အင်မတန်ရှားပါတဲ့ပစ္စည်းမှန်းသိသွားလို့ဒေါ်လာ8 သိန်းအထိဈေးပေးပြီးဝယ်သွားပါတော့တယ်မိနစ်ပိုင်းအတွင်းမှာတင်ဒေါ်လာ600ကနေ8 သိန်းဖြစ်သွားတဲ့ကျန်းရွေးရဲ့ကံကြမ္မာဟာရွှေရောင်မြက်ဝန်းကြောင့်တညအတွင်းပြောင်းလဲသွားခဲ့ပါပြီတင်သာကျန်းရွေးလိုမျိုးအရာရာကိုဖောက်ထွင်းမြင်နိုင်တဲ့ရွှေရောင်မြက်ဝန်းရခဲ့မယ်ဆိုရင်ဘာတွေလုပ်မလဲဒီဇလန်ရဲ့နောက်ထပ်အပိုင်းလေးတွေကိုရောဆက်ပြီးသိကျင်သေးလားသိကျင်နေဆိုရင် channel လေးကို subscribe လုပ်ပြီး comment မှာရေးခဲ့ပေးပါ